သူ့ရဲ့ ACB ရိုးသားတဲ့ဇနီးတွေကိုစင်ပေါ်မှာပူပူနွေးနွေးနဲ့တက်ကြွစွာကာနေတာမြင်လိုက်ရတဲ့အခါအဲ့ဒီယောက်ျားတုန်လှုပ်သွားခဲ့ရပါတယ်။နားနေတာအိမ်တောင်တဒန်းတစ်လျှောက်လုံးသူမဟာစိတ်နူးညံ့ပြီးဂီယူစိတ်တက်သူဖြစ်လို့ခင်မွန်းဖြစ်သူရဲ့ပတ်ဝန်းကျင်မှာပဲလဲပတ်နေလိရှိခဲ့တာပါ။ဒါပေမဲ့ဒီနေ့မှာတော့သူမရဲ့စရိုက်လက္ခဏာတစ်ခုလုံးပြောင်းလဲသွားသလိုဖြစ်နေခဲ့ပါတယ်။သူမကမျက်လုံးမခွာနိုင်တော့အောင်ဆွဲဆောင်မှုရှိလို့နေခဲ့ပါတယ်။အဲ့ဒီမှာရှိတဲ့လူတိုင်းဟာမရည်ရွယ်ဘဲနဲ့ကိုသူမကိုဆွဲဆောင်ခံလာရပါတော့တယ်။ဇနီးဖြစ်သူရဲ့ဒီလိုပြောင်းလဲမှုကအဲ့ဒီယောက်ျားရဲ့ရင်ထဲမှာမနာလိုစိတ်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပေမဲ့ဒီလိုပြောင်းလဲမှုရဲ့နောက်ကအကြောင်းရင်းကသူ့ကိုယ်စုပဲဖြစ်နေလဲဆိုတာကိုတော့သူလုံးဝမသိခဲ့ပါဘူး။တကယ်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကအဲ့ဒီအမျိုးသမီးအိမ်ပြန်လာချိန်မှာသူ့ရဲ့ပထမဆုံးချစ်သူသို့မဟုတ် White Moonlight ပြန်လာတာကိုပျော်ရွှင်နေကြတဲ့ခင်မွန်းနဲ့တားဖြစ်သူတို့ပွဲလုပ်နေတာကိုတွေ့လိုက်ရတာပါ။သူတို့၃ယောက်စလုံးရဲ့မျက်နှာမှာပျော်ရွှင်မှုတွေရှိနေပြီးအဲ့ဒီအမျိုးသမီးဟာသူတို့ရဲ့ပျော်ရွှင်မှုထဲမှာပြင်ပလူစိမ့်တယောက်လိုခံစားခဲ့ရပါတယ်။အဲ့ဒီနောက်ရှက်ရွံ့မှုမရှိပဲ White Moonlight ကသူမရဲ့ခင်မွန်းကိုဖက်လိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးကိုတကယ့်ကိုစိတ်တက်ကြပျက်စီးသွားစေခဲ့တာကတော့တားဖြစ်သူရဲ့ဖေဒီလူကတားရဲ့အမေရင်းဖြစ်လာနိုင်မလားဆိုတဲ့စကားပါပဲ။ဒီစကားကိုကြားလိုက်ရတော့အဲ့ဒီအမျိုးသမီးရဲ့နှလုံးသားဟာလုံးဝကွဲကြေသွားခဲ့ရပါတယ်။9နှစ်တာစ조사အားထုတ်မှုမေတ္တာနဲ့ပြုစုပြောထောင်မှုတွေဟာတခဏအတွင်းအချီးနှီးခက်သွားခဲ့ပါတယ်။ဒါကြောင့်မို့နှလုံးသားကွဲအလျက်သူမဟာလမ်းပေါ်မှာမိုးရီထဲထိုင်ပြီးကျဲလောင်စွာငိုကြွေးပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာလေကားတစ်စီးကသူမကိုဝင်တိုက်သွားခဲ့ပါတယ်။သူမမွေလုံးခွဲလိုက်ချိန်မှာဆေးရောက်နေပြီးသူမရဲ့ခင်မွန်းကလည်းရှေ့တက်မှာထိုင်နေတာကိုတွေ့ခဲ့ရပါတယ်။သူ့မျက်လာကိုမြင်လိုက်တာနဲ့သူ့ပေးခဲ့တဲ့စိတ်တိုင်တာတွေကသူမရဲ့စိတ်ထဲပြန်ပေါ်လာပြီးသူ့စီကနေလက်စားချေဖို့အစီအစဉ်တစ်ခုဆွဲလိုက်ပါတော့တယ်။ဒါကြောင့်သူမဟာအချိန်တိုင်ရင်လက်စားချေနိုင်ဖို့ဘာမှမမှတ်မိတဲ့ပုံစံဟန်ဆောင်စကြူလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတားဖြစ်သူကဆေးရုံခန်းထဲကိုပြေးဝင်လာခဲ့ပါတယ်။သူ့ကိုမြင်တော့အမျိုးသမီးကသူ့အတွက်စိုးရိမ်နေလိမ့်မယ်လို့ထင်ခဲ့ပေမဲ့သူကသူမကိုလှဲ့တောင်မကြည့်ခဲ့ပါဘူး။အဲ့ဒီစားသူကတား White Moonlight ရဲ့ show ကိုသွားချင်တယ်လို့ချက်ချင်းပြောလိုက်ပါတယ်။ဒါကြောင့်ခင်မွန်းဖြစ်သူဟာဘာမှမပြောဘဲသူမကိုဆေးရုံမှာတယောက်ထဲထားခဲ့ပါတော့တယ်။ဒီလိုမြင်လိုက်ရတော့အမျိုးသမီးဟာအတွင်းစိတ်ကနေကွဲကြေသွားခဲ့ရပါတယ်။တလားကြပြီးတော့အမျိုးသမီးဆေးရုံနဲ့အိမ်ပြန်ရောက်တဲ့အခါအိမ်ဖော်ကအရှင်သခင်ပြန်ရောက်တော့မယ်ညစာပြင်ဆင်ကြဆိုလို့ပြောပါတယ်။အဲ့ဒါကိုကြားလိုက်ရတော့သူမဟာနှစ်ပေါင်းများစွာသူ့ကိုဘလို့ပြုစုစောင့်ရှောက်ခဲ့ရတယ်ဆိုတာပြန်သတိရသွားပါတယ်။ဒါပေမဲ့အပြန်လာအဖြစ်သူရခဲ့တာကတစ္ဆာဖောက်ချင်းတက်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲသူခင်မုန်းဝဲလာပြီးထုံးစံအတိုင်းသူ့ကိုအင်ဂျီကိုသူမစီပေးအပ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့သူမကယူဖို့ညှင်းဆိုင်ခဲ့ပြီးဒေါသကြီးနဲ့ပြောပါအောင်အဲ့ဒီနေ့ကလူတိုင်းရဲ့ရှေ့မှာကျမကိုခမရဲ့ထွန်ခဲချေလို့ဘာလို့ခေါ်ခဲ့တာလဲလို့မေးလိုက်ပါလေ။ဒါကိုကြတော့